မကတော့ကချင်ပြည်နယ်မြို့သားလွှတ်တော်ကိုယ်စားလှယ်အမှတ်လေးဒေါ်မီမီကျော်ထွန်းဖြစ်ပါတယ်ရှင်လေးစားအပ်ပါသောမြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးရှင်ကျမကယနေ့မှာဝင်းကြီးဌာနစည်းများရာ2018-2019ခုနှစ်မှာ2023-2024ခုနှစ်ပညာသင်နှစ်အထိအခြေခံပညာထက်တန်းစဉ်တက်ရောက်သူအရေအတွက်မှာတိတာထင်ရှားစွာကျဆင်းလျက်ရှိနေပါသဖြင့်ပညာရေးဝန်ကြီးဌာနနေဖြင့်ကုစားမည့်အစီအမံရှိမရှိသိရှိလိုခြင်းနှင့်စက်လင်းသည့်ကျေပွင့်ပြမေခွန်းကိုမြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်မြည်မြန်းသွားမှာပဲဖြစ်ပါတယ်ရှင်လေးစားအပ်ပါသောမြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးရှင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတကြီးက2026ခုနှစ်ဧပြီ20ရက်နေ့ကပြုလုပ်တဲ့ပြည်ထောင်စုအစိုးရအဖွဲ့ပထမဆုံးအစည်းအဝေးမှာရက်ပေါင်း100အတွင်းဆောင်ရွက်ပေးသွားမယ့်ကိစ္စရပ်များအားထည့်သွင်းပြောကြားခဲ့ရမှာလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ပညာရေးကဏ္ဍနဲ့ကျန်းမာရေးကဏ္ဍသည်ရေးကြီးကြောင်းနိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည်ပြည်သူလူထု၏ပညာရေးအဆင့်တန်းရေးသွေးရှိသောလူသားရင်းမြစ်များနှင့်ဓာတ်ရိုက်ဆက်ဆက်နေကြောင်းပညာရေးကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအလေးထားပြောကြားခဲ့ပါတယ်ရှင်ပညာရေးဝန်ကြီးဌာနမှ National Education Strategic Plan NESP 2021-2030 အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း2021-2030တွင်အားလုံးအတွက်အရေးအသွေးပြေဝ၍လက်လန်းမီသောပညာရေးစနစ်တည်ဆောက်ရေးလူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ကျောင်းထွက်နှုတ်လျှော့ချရေးတို့ကိုအဓိကရည်မှန်းချက်များဖြင့်ချမှတ်ဆောင်ရွက်ရန်ထည့်သွင်းပြဋ္ဌာန်းထားပါတယ်ရှင်လေးစားပါသောမြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးရှင်တို့ရာတွင်စီးရင်များအရ2018-2019ပညာသင်နှစ်မှ2023-2024ပညာသင်နှစ်အထိအခြေခံပညာထက်တန်းစဉ်တက္ကသိုလ်ဝင်စာမွေးပွဲဝင်ရောက်ဖြည့်ဆို့သူဥယျာဉ်မှာတိတာထင်ရှားစွာကျဆင်းလျက်ရှိကြောင်းတွေ့ရှိရပါတယ်ရှင်မြန်မာနိုင်ငံ၏တက္ကသိုလ်ဝင်စာမွေးပွဲတက်ရောက်ဖြည့်ဆို့သူဥယျာဉ်သည်2019-2018ပညာသင်နှစ်မှာ9,889,845 ဦး2018-2019ပညာသင်နှစ်တွင်8,511,580 ဦး2019-2020ပညာသင်နှစ်မှာ9,1,229 ဦးထိရှိခဲ့ပါတယ်2020-2021ခုနှစ်တွင် COVID-19 ကပ်ရောဂါကြောင့်တက္ကသိုလ်ဝင်စာမေးပွဲများရပ်နားခဲ့ပါတယ်COVID-19 နဲ့နောက်ဆက်တွဲကာလများအပြီး2021-2022ပညာသင်နှစ်မှာ2,811,952 ဦး2020-2023ပညာသင်နှစ်မှာ3,611,850 ဦး2023-2024ပညာသင်နှစ်မှာ3,28,820 ဦးအထိတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူဦးရေကျဆင်းခဲ့ပါတယ်2024-2025ပညာသင်နှစ်မှာ2,9,898 ဦးနဲ့2025-2026ပညာသင်နှစ်မှာ2,55,228 ဦးရှိခဲ့တော်လည်းပဲတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူဦးရေပြန်လည်တိုးတက်လာသည်ဟုဆိုနိုင်တော်လည်းပဲCOVID-19 ကပ်ရောဂါမြစ်ဖြစ်ပွားမီကာလအဆင့်နဲ့နှိုင်းယှဉ်မှာကတိတာစွာနေပါနေစေဖြစ်တာကိုတွေ့ရှိရပါတယ်ရှင်ဆိုပါစီးများကိုအခြေခံသုံးသပ်ပါက2018-2019မှာ2025-2026ကာလအတွင်းစီးပွားရေးခက်ခဲများ COVID-19 ကပ်ရောဂါတက်ရောက်မှုနေရာရွှေ့ပြောင်းနေထိုင်မှုလုံခြုံရေးအခြေအနေများကျောင်းဆက်တက်ရန်အခက်အခဲများနဲ့အခြားလူမှုစီးပွားရေးအကြောင်းမျိုးမျိုးကြောင့်အခြေခံပညာစနစ်မှာဝေးကွာသွားသောကျောင်းသားကျောင်းသူဥယေတိသားစွာရှိနိုင်ကြောင်းတွေ့ရှိရပါတယ်ရှင်။ဒါ့အပြင်ပညာရေးဝန်ကြီးဌာနမှ2025-2026-2029ပညာသင်နှစ်မှာကောင်းတဲ့ပေါ်ဆောင်ရွက်လျက်ရှိသော Implemented စီစဉ်သည့်ကျောင်းထွက်ကျောင်းပြည့်စာတင်နှင့်ပြတ်တောက်ခဲ့သူများပညာရေးစနစ်တွင်ပြန်လည်ဝင်ရောက်နိုင်ရေးအတွက်လမ်းဖွင့်ဆောင်ရွက်ခဲ့တော်လဲအဆိုပါစီစဉ်အောက်မှာမပါဝင်နိုင်သေးသောကျောင်းသားကျောင်းသူများလည်းရှိနိုင်ပါတယ်ရှင်။သို့ဖြစ်ပါ၍ဝန်ကြီးဌာနစည်းများအရ2018-2019ခုနှစ်မှာ2023-2024ပညာသင်နှစ်ထိအခြေခံပညာအဆင့်တန်းအထက်တန်းအဆင့်တက်ရောက်သူအရေးအတွက်မှာတိတာထင်ရှားစွာကျဆင်းလျက်ရှိနေပါသဖြင့်အကြောင်းမျိုးမျိုးကြောင့်ကျောင်းပညာရေးစနစ်မှာဝေးကွာသွားခဲ့သောကျောင်းသားကျောင်းသူများပြန်လည်ကျောင်းတက်ရောက်နိုင်ရေးပညာရေးလမ်းကြောင်းသို့ပြန်လည်ချိတ်ဆက်နိုင်ရေးတက္ကသိုလ်ဝန်ထမ်းအဆင့်သို့ပြန်လည်ရောက်ရှိရေးနဲ့ပညာရေးဝန်ကြီးဌာန၏ Implemented အစီအစဉ်အောက်တွင်မပါဝင်မိဘရတယ်ဖွင့်လာတယ်ရတယ်သို့မဟုတ်ပြန်လည်ချိတ်ဆက်နိုင်ခြင်းမရှိသေးသောကျောင်းသားကျောင်းသူများဟာ
ဖော်ထုတ်၍ကုစားဆောင်ရွက်ပေးနိုင်ရေးအတွက်ပညာရေးဝန်ကြီးဌာနအနေဖြင့်ကုစားမည့်အစီအမံရှိမရှိကိုသိရှိလိုပါကြောင်းအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်သက်ဆိုင်ရာသို့ပြန်လည်ဖြေကြားပေးနိုင်ပါရန်မေးမြန်းတင်ပြအပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်လေးစားပါတော့မြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွာမြို့သားလွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်တာကာရဝပြုအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပညာရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးဦးနေမျိုးတိုင်းပဲဖြစ်ပါတယ်ယနေ့ချေပင်းပြမေကွန်းဖြစ်တဲ့ဒေါ်မီမီကျော်ထွန်းကချင်ပြည်နယ်မြို့သားလွှတ်တော်ကိုယ်စားလှယ်အမှတ်၄ရဲ့ဝန်ကြီးဌာနများစီးရင်ရာ2018-2019မှ2023-2024ပညာသင်နှစ်အထိအခြေခံပညာအထက်တန်းဆင့်တက်ရောက်သူအရေအတွက်မှာတိတာထင်ရှားစွာကျဆင်းလျက်ရှိနေပါသဖြင့်ပညာရေးဝန်ကြီးဌာနနေဖြင့်ကုစားမိအစီအစဉ်ရှိမရှိဆိုတဲ့မေကွန်းပဲဖြစ်ပါတယ်ဒီမေကွန်းနဲ့ဆက်လက်ပြီး2018-2019ပညာသင်နှစ်မှ2021-2022ပညာသင်နှစ်အထိကျောင်းအနှံမှုစီးရင်များကိုအနာလိုက်လုပ်ကြည့်တဲ့အခါမှာ2018-2019ပညာသင်နှစ်မှာ10သိန်း48,865 ဦးနဲ့2019-2020ပညာသင်နှစ်မှာ10သိန်း38,626 ဦး2021-2022ပညာသင်နှစ်မှာ4သိန်း48,543 ဦးဖြစ်တဲ့အတွက်ကြောင့်အထက်တန်းဆင့်ကျောင်းသားဦးရေဟာ2021-2022ပညာသင်နှစ်မှာတည်တာစွာကျဆင်းခဲ့ရတာဖြစ်ပါတယ်ဒီကျဆင်းခဲ့ရတဲ့အခြေအနေဟာလည်း COVID-19 ကူးစက်ရောဂါရဲ့နောက်ကျောင်းနေယာယီပိတ်ထားခဲ့ရတဲ့အခြေအနေရဲ့အဲဒီနောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့အခြေအနေတွေရနိုင်ငံတိုးတက်ရေးကိုမလိုလားတဲ့အခြေအနေတို့တွေးထွန်းလှုံ့ဆော်မှုအခြေအနေတွေကျောင်းတွေဖွင့်လှစ်နိုင်မှုမရှိတဲ့အခြေအနေတွေကြောင့်ကျောင်းတက်တဲ့ကျောင်းသားတွေ punishment ဖြစ်ပြုလုပ်ခံရတဲ့အခြေအနေတွေကြောင့်တချို့ကျောင်းသားတွေ drop out ဖြစ်ပြီးတော့မှကျောင်းပြင်ပကိုရောက်ရှိခဲ့ရကြောင်းတွေ့ရပါတယ်2022-2023ပညာသင်နှစ်ကနေပြီးတော့2025-2026ပညာသင်နှစ်အထိ analyze လုပ်တဲ့အခါမှာ2022-2023ပညာသင်နှစ်မှာ9သိန်း2000ကျော်2023-2024ပညာသင်နှစ်မှာ9သိန်း3000ကျော်နဲ့2024-25ပညာသင်နှစ်မှာ9သိန်း9500ကျော်2025-2026ပညာသင်နှစ်မှာ9သိန်း8800ကျော်အထိကျွန်တော်တို့တိုးတက်လာတာကိုတွေ့ရပါတယ် COVID-19 နဲ့နိုင်ငံရေးအခြေအနေဖြစ်ခဲ့တဲ့ပညာသင်နှစ်တွင်မှာထက်တန်းစစ်ကျောင်းသားဦးရေတိကျကျဆင်းခဲ့တယ်ဆိုပေမဲ့2022-2023ပညာသင်နှစ်ကနေပြီး2025-2026ပညာသင်နှစ်အထိထက်တန်းစစ်တက်ရောက်နိုင်တဲ့ကျောင်းသားဦးရေဟာ3သိန်းခွဲခန့်တိုးတက်လာတာကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်လေးစားပါတော့မြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာနိုင်ငံတော်အနေနဲ့အခမဲ့မတင်မနေရပညာရေးစနစ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်လက်ရှိတဲ့အခါမှာကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေကျောင်းသုံးဗလာစာအုပ်တွေခဲတံဘော့ပင်များနဲ့တင်ကြားမှုတင်မှုအထောက်အကူပစ္စည်းများကိုနှစ်စဉ်ထောက်ပံ့ဖြန့်ဝေပေးလက်အခမဲ့ဖြန့်ဝေပေးလက်ရှိပါတယ်ကျောင်းတွေရဲ့ကလေးအားလုံးပညာသင်မှုလက်လှမ်းမီစေရေးအခြေခံပညာကျောင်းများဥပဒေရုပ်ကောင်းမွန်စေရေးနဲ့တင်ကြားသင်မှုလုပ်ငန်းများထိရောက်အောင်မြင်စေရေးအတွက်ကျောင်းများအဆင့်တိုးမြင့်ပေးတာတွေကျောင်းအဆောက်အအုံနဲ့ပရိဘောဂပံ့ပိုးပေးတာတွေတင်ယုံညွှန်းနှန်းတွေမွမ်းမံပြင်ဆင်တာတွေကျောင်းဆောင်ကြည့်တဲ့များအဆင့်မြင့်တဲ့တာတွေနဲ့ဆရာဦးရေပြည့်မီအောင်တတ်နိုင်ဆုံးဖြည့်ဆည်းခန့်ထားပေးခြင်းတို့ကိုဆောင်ရွက်ပေးလက်ရှိကြောင်းတင်ပြလိုပါတယ်ကျောင်းအနှံ့ရေးသတင်းပတ်တွေမှာလည်းကျောင်းနေရကလေးအားလုံးကျောင်းတက်နိုင်ဖို့အတွက်နိုင်ငံမှန်သတင်းစာများ social media များဆက်သွယ် operator များကတဆင့်စာတို့ SMS ပေးပို့ပြီးကျောင်းအနှံ့ရေးအသိပညာပေးလုပ်ငန်းများကိုလည်းဆောင်ရွက်လက်ရှိပါတယ်ထက်တန်းဆင့်အတင်ကျောင်းသားဥယျာဉ်တိုးတက်လာရေးဟာမူလတန်းနဲ့အလယ်တန်းဆင့်တင်ကျောင်းသားဥယျာဉ်တိုးတက်လာမှုပေါ်မှာမူတည်ပြီးတော့မှဆောင်ရွက်လက်ရှိတဲ့အတွက်ကြောင့်မလို့ဒီနှစ်မှာ placement step အထူးအစီအစဉ်ကိုဆောင်ရွက်ပေးခဲ့ပြီးတော့ကျောင်းပြင်ပရောက်မူလတန်းနဲ့အလယ်တန်းကျောင်းသား3သိန်းခွဲလောက်ကျောင်းမုံပြန်လဲဝင်ရောက်လာနိုင်မှာဖြစ်ကြောင်းတင်ပြလိုပါတယ်အခြေခံပညာအထက်တန်းစစ်မှာတက်ရောက်နိုင်ခြင်းမရှိဘဲနဲ့ကျောင်းထွက်ပြီးအစိုးရလုပ်ငန်းတွေနဲ့ပြင်ပလုပ်ငန်းတွေမှာအလုပ်လုပ်နေတဲ့သူတွေစီးပွားရေးလူရေးဒေသအခက်အခဲတွေဒီအကြောင်းကြောင့်ကျောင်းဆက်တဲ့မတက်နိုင်တဲ့ grade 10နဲ့ grade 11သူတွေအတွက်ကျောင်းတွင်းစစ်ပြင်ပဖြေဆံပွဲတွေကိုလည်းနှစ်စဉ်မေလမှာကျင်းပပေးလျက်ရှိပါတယ်ကျောင်းတွင်းစစ်ပြင်ပဖြေအောင်မြင်သူတွေဟာ grade 12တက္ကသိုလ်ဝင်ဆံပွဲပွဲမှာပြင်ပဖြေဖြေဆိုခွင့်ရရှိပြီးအောင်မြင်မယ်ဆိုလို့ရှိရင်တော့အစစ်မြင့်ပညာဆက်လက်သင်ခွင့်ရရှိစေမှာပဲဖြစ်ပါတယ်ဒီကနေပြီးတော့အသက်အရွယ်ကြီးရင့်သွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကျောင်းပြင်ပပညာရေးနန်း
formal education အစီအစဉ်တစ်ခုအနေနဲ့ဆက်ပြီးတော့မှဆောင်ရွက်ပေးလက်ရှိကြောင်းတင်ပြလိုပါတယ်ထက်တန်းစစ်နဲ့အလယ်တန်းစစ်ကျောင်းသားတွေမှာစာပေဘာသာရပ်တာမကဘဲနဲ့စက်မှုစိုက်ပွေးမွေးမြူရေးဘာသာရပ်တက်မွေးဘာသာရပ်တွေကိုတင်ခွင့်ရရှိရေးကိုလည်းဆောင်ရွက်ပေးလျက်ရှိကြောင်းတင်ပြလိုပါတယ်ဒီလိုပညာသင်မှုလမ်းသွယ်တွေဖန်ဆီးပေးနေတဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေ KG+9 ပညာရေးကိုအရေးသွေးရှိပြီးမြောက်စေမှာဖြစ်တဲ့အပြင်ထက်တန်းစစ်မှာလည်းကျောင်းတက်ရောက်သူပုံမများပြားလာမှာပဲဖြစ်ပါတယ်ထက်တန်းစစ် grade 12ကျောင်းသားကျောင်းသူတွေကိုစံတတ်မှတ်ချက်နဲ့အညီရွေးချယ်ပြီးအခြေခံပညာအထက်တန်းစစ်ပြီးမြောက်ကျောင်းလက်မှတ်များလည်းပေးအပ်နေတဲ့အတွက်ကြောင့်အလုပ်ကိုင်အခွင့်အလမ်းများလည်းပုံမရရှိနိုင်မှာပဲဖြစ်ပါတယ်ပညာသင်ယူဖို့ခက်ခဲရှိနေတဲ့ကျောင်းသားများကိုတတ်မှတ်ချက်နဲ့အညီစစ်ရွေးချယ်ပြီးပညာသင်ထောက်ပံ့ခြင်းများကိုလည်းနှစ်စဉ်ထောက်ပံ့ပေးလည်းရှိပါတယ်ကျောင်းထွက်နှုန်းရော့ကြရေးကျောင်းနေမြဲရေးတန်းစဉ်ကူးပြောင်းမှုနှုန်းမြန်မာရေးအတွက် Guardian System ကိုကောင်းထည်ဖော်ပြီးကျောင်းသားများကိုစစ်ဆက်မပြတ်လေ့လာကြီးကြပ်ပြီးနှစ်သိမ့်ဆွေးနွေးခြင်းလမ်းညွှန်မှုပေးခြင်းများကိုလည်းဆောင်ရွက်ပေးလည်းရှိကြောင်းတင်ပြအပ်ပါတယ်ပညာရေးဝန်ကြီးဌာနဟာတင်ကြားတင်ယူမှုတိုးတက်ခြင်းနှိမ့်ကျခြင်းကျောင်းသားဥယေတိုးလာတာရော့လာတာကျောင်းများဖွင့်လက်တာယာယီပိတ်ထားတာစတဲ့မြေပြင်ပဂရိအခြေအနေတွေကိုကွင်းဆင်းကြီးကြပ်တာတွေစည်ရင်းစရာကောက်ယူမှုများအစဉ်ဆောင်ရွက်ပြီးစင်ဆက်မပြတ်စောင့်ကြည့်လေ့လာစမ်းစစ်ပြီးလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးလက်ရှိကြောင်းတင်ပြလိုပါတယ်ဒါပြင်ဒေသအာဏာပိုင်အဖွဲ့အစည်းများနဲ့ဆက်ဆက်ဝန်ကြီးဌာနများနဲ့လည်းချိတ်ဆက်ပူးပေါင်းပြီးပညာရေးမှာ drop out နေပါစေရေးပညာသင်ယူမှုများပြားအောင်ဆောင်ရွက်ပေးနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်လက်ရှိပါကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီစားအပ်ပါတော့မြို့သားလွတ်တော်ဥက္ကဋ္ဌကြီးရှင်ဆက်ဆက်မေးခွန်းမေးမြန်းခွင့်ပြုပါခြင်းဆက်ဆက်မေးခွန်းအနေနဲ့မေးမြန်းလိုတာက2021ခုနှစ်နိုင်ငံတော်ရေးပေါ်အခြေအနေဖြစ်ပေါ်ခဲ့တဲ့ကာလအတွင်းနိုင်ငံရေးလူမှုရေးနဲ့လုံခြုံရေးဆိုင်ရာအကြောင်းမျိုးကြောင့်နိုင်ငံတော်ဝင်ရှိတက္ကသိုလ်များကောလိပ်များနဲ့အဆိုပါတက္ကသိုလ်များကောလိပ်တီးတီးမှာပညာသင်ကြားလျက်ရှိသောကျောင်းသားကျောင်းသူများပြားသည့်မိမိတို့၏ပညာရေးခီးစဉ်ကိုဆက်လက်အကောင့်ထဲပေါ်နိုင်ခြင်းမရှိဘဲရပ်တန့်ခဲ့ရပါတယ်ရှင်အဆိုပါကာလအတွင်းတက္ကသိုလ်များပိတ်ထားရခြင်းတင်ကြားရေးအစီအစဉ်များရပ်နားထားရခြင်းလူမှုရေးဖိအားများနဲ့လုံခြုံရေးစိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ခြင်းအပြင်တင်ကြားရေးဆရာမများအင်အားမလုံလောက်မှုများကြောင့်တက္ကသိုလ်ပညာရေးစနစ်သည်အခက်အခဲများစွာကြုံတွေ့ခဲ့ရပါတယ်ရှင်ထို့သောပညာရေးရပ်တန့်ခဲ့ရသည့်ကျောင်းသားကျောင်းသူများအနေဖြင့်တက္ကသိုလ်ဘွဲ့မပြီးမြောက်နိုင်ခြင်းကြောင့်အလုပ်ကိုင်ခွင့်လမ်းများဆုံးရှုံးခြင်းပြည်ပသို့ရွှေ့ပြောင်းလုပ်ကိုင်ရခြင်းကျွမ်းကျင်လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရန်အခွင့်အလမ်းများလျော့နည်းသွားခြင်းများဖြစ်ပေါ်ခဲ့ပြီးနိုင်ငံ၏လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာလည်းရေရှည်သက်ရောက်မှုများရှိနေပါတယ်ရှင်လေးစားအပ်ပါတော့မြို့သားလွတ်တော်ဥက္ကဋ္ဌကြီးရှင်2026ခုနှစ်ဧပြီ20ရက်နေ့ကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်ကပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့တက်ရောက်မှာစကားပြောကြားရာမှာအစိုးရအဖွဲ့အနေဖြင့်ယနေ့မှစ၍ရက်ပေါင်း100တွင်ဆောင်ရွက်ပေးသွားမယ့်ကိစ္စရပ်များအားထည့်သွင်းပြောကြားရာမှာစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ပညာရေးကဏ္ဍနဲ့ကျန်းမာရေးကဏ္ဍသည်အရေးကြီးကြောင်းလမ်းညွှန်ထားပါတယ်ရှင်လေးစားအပ်ပါသောမြို့သားလွတ်တော်ဥက္ကဋ္ဌကြီးရှင်သို့ဖြစ်ပါ၍2021ခုနှစ်မှစတင်၍အကြောင်းမျိုးကြောင့်တက္ကသိုလ်ပညာရေးကိုရပ်တန့်ခဲ့ရသောကျောင်းသားကျောင်းသူများအားပြန်လည်ပညာသင်ကြားနိုင်ကြံရှိသည့်စာသင်နှစ်များကိုတက်ရောက်ကဆက်လက်ပညာသင်ယူပြီးဘွဲ့ရရှိနိုင်ရေးနဲ့နိုင်ငံ၏အရေးသွေးမြင့်လူသားရင်းမြစ်များမွေးထုတ်နိုင်ရေးအတွက်ပညာရေးဝန်ကြီးဌာနအနေဖြင့်၎င်းတို့အားတက္ကသိုလ်ပညာရေးစနစ်တွင်ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက်အထူးအစီအစဉ်များချမှတ်ဆောင်ရွက်ရန်အစီအစဉ်ရှိမရှိနဲ့နိုင်ငံ၏လူစွမ်းအားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ Sustainable Development Goals နှင့်အညီပညာရေးခွင့်လန်းများဆုံးရှုံးခဲ့ရသည့်လူငယ်များအားပညာရေးစနစ်တွင်ပြန်လည်ချိတ်ဆက်နိုင်ရေးကျွမ်းကျင်မှုနှင့်အသက်မွေးဝမ်းကြောင်းဆိုင်ရာအရေးအချင်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်ပညာရေးဝန်ကြီးဌာနနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်မူဝါဒများစီမံချက်များနှင့်လုပ်ငန်းစီစဉ်များကိုချမှတ်ဆောင်ရွက်ရန်အစီအစဉ်ရှိမရှိသိရှိလိုပါကြောင်းဆက်ဆက်မေခွန်းအားအမျိုးသားလွတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်သက်ဆိုင်ရာသို့ဖြေကြားပေးနိုင်ပါရန်မေးမြန်းအပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒုတိယဝန်ကြီးဖြေကြားပေးပါလေးစားပါတော့မြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွမြို့သားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီမေခွန်းကတော့အဆင့်မြင့်နဲ့ပတ်သက်တဲ့မေခွန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တီးခြားထပ်မှန်ပြီးတော့မှ
ဖြေဆိုပေးပါမယ်ခင်ဗျာ ရပါတယ်အချက်လေးစုဆောင်းပြီးတော့မှစာနဲ့ပြန်ဖြေရလို့ရပါတယ်တော့ကျွန်တော်တို့မေးခွန်းမေးရင်လေတတ်မှတ်ထားတဲ့အချိန်လေးတွေရှိတယ်တကယ်လို့မေးရတဲ့အခါမှာတတ်မှတ်တဲ့အချိန်ကိုကြော်နိုင်တယ်ဆိုရင်ကြိုပြောထားရင်မိုက်ကိုဆက်ပြီးဖွင့်ထားပေးမှာဖြစ်တယ်တတ်မှတ်တဲ့ချိန်ရောက်လို့ဆိုရင်တော့သူကအော်တိုပိတ်သွားမှာပေါ့နော်ဒါပေမဲ့မေးတဲ့ကိုယ်စားလှယ်ကြီးကတကယ်ကိုနိုင်ငံကိုအကျိုးရှိတဲ့မေးခွန်းတွေမေးတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ချက်ချင်းပြန်ဖွင့်ပေးမှာပါဒါပေမဲ့ပေးလိုက်ဖွင့်လိုက်ဖြစ်တဲ့အခါကျကိုယ်စားလှယ်ကြီးတို့စိတ်ထဲမှာစိတ်နှောက်ရှက်ဖြစ်နေတာပေါ့နော်ဒါကြောင့်ကျွန်တော်တို့အဲ့ဒီတည်ထားပြီးတော့နောက်မှကျရင်ကြိုပို့ခြင်းပို့မေးခြင်းနဲ့အချိန်ပို့မေးခြင်းကြိုပြောထားရင်ရပါတယ်အဲ့ဒါတည်ထားဖို့ပါ